ယ်ချင်းပေါင်းတင်များနေမိတ်ဆွေသားများတို့ဖိတ်ခေါ်လို့ရောက်လာပြန်တာအလူရှင်အလူမအခက်လို့စိတ်တရာဖြူကတစ်မျိုးလုံးမှာတစ်နေ့လုံးမကြမ်းအာရပါရစားကြစမ်းပါစားကြစမ်းပါအမေချောင်းစီသွားအောင်အလူကြီးပြီးကပြောတယ်တွေဝေစားနိဗ္ဗာန်ကြီးမြောင်မှန်ကဒိဋ္ဌစင်ကြယ်လို့သာရှစ်ပါပရိခယာစုံစုံလင်းလင်းရှင်ပြူနာကရက်ဆောင်မျိုးမှာမြို့ဦးရဲ့နေမြင့်ကအလူပွဲပါအလူပွဲပါကြက်ပြမကြစီကသာရတာတကယ်ကြီးပေါင်းတင်များနဲ့မိတ်ဆွေသားများတို့ဖိတ်ခေါ်လို့ရောက်လာပြန်တာအလူရှိအလူမနဲ့ခံလို့စိတ်တော်ဖြူတာတစ်မျိုးလုံးမှာတစ်နေ့လုံးမကြမ်းအာရပါရစားကြစမ်းပါစားကြစမ်းပါကမင်းချောင်းစီသွားအောင်အလူကြီးပေးကပြောတယ်တွေဝေစားနိဗ္ဗာန်ကြီးမြောင်မှန်ကဒိဋ္ဌစင်ကြယ်လို့သာရှစ်ပါပရိခယာစုံစုံလင်းလင်းရှင်ပြူနာတာရက်ဆောင်မျိုးမှာမြို့ဦးရနေမြင့်ကအလူပွဲပါအလူပွဲပါချစ်ပြမကြစီကသာရတာအလူတကားကြီးဦးအောင်လိုက်ဝင်းပါအလူအမကတော့ဆွေသေးဦးပါသားလီမောင်ထိန်လင်းအောင်မိညာအောင်မိသားစုအလူပွဲကခန္ဓာလာတာစီတန်လဲလူလားအမျိုးသားအမျိုးသမီးရှင်ကြီးသိမ်မွေးလာတဲ့ဒီအလူပွဲအတူပဲပြောကလူမဝိုင်းအိုးစီဝိုင်းနဲ့မြိုင်မြိုင်ဆိုင်ဆိုင်သူနိုင်ကိုနိုင်ယူလူပြောလို့ကားကြခုံကြရှင်လောင်းလက်လာအလူပွဲကြီးပြောတရားကောင်းလာတာတစ်ဖက်မိဘများကိုဥထိတ်ထား၍တစ်ဖက်မိဘများဖြစ်ကြပါတော့ဦးမြင့်လိုက်ဒေါ်တင်ဝင်းဦးခမောင်ရွှေဒေါ်မတ်တင်တာလူဓာယိကာကြီးဦးအောင်လိုင်ဝင်းခေါ်ကိုရှိနေသမီးအလူဓာယိကာမဒေါ်ဆွေသေးဦးတာမောင်ထိန်လင်းအောင်မောင်ငင်းညံ့အောင်မိသားစုအလူပွဲမှာဖြင့်1389ခုနှစ်တကူလာဇန်9ရက်10ရက်အလူပွဲကြီးကိုဦးခမောင်ရွှေဒေါ်မတ်တင်တို့ရဲ့နေမင်္ဂလာမန်းတဲ့ကြီးတို့ရိုးကြောင်းဆရာတော်မှအလူရည်သက်ချတရားခေါ်ကြားပေးမှာဖြစ်သည့်အတွက်တရားနာကြွရောက်ကြပါညာအလေးထားလို့ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာအညာမြေကလူဝဲကြီးပါတကယ်ကြီးပေါင်းတင်များနဲ့မိတ်ဆွေသားများတို့ဖိတ်ခေါ်လို့ရောက်လာပြန်တာအလူရှင်အလူမအခက်လို့စိတ်တရာဖြူတာတစ်မျိုးလုံးမှာတစ်နေ့လုံးမကြမ်းအာရပါရစားကြစမ်းပါစားကြစမ်းပါအမေချောင်းစီသွားအောင်အလူကြီးပြီးကပြောတယ်တွေဝေစားနိဗ္ဗာန်ကြီးမြောင်မှန်ကဒိဋ္ဌစင်ကြယ်လို့သာရှစ်ပါပရိခယာစုံစုံလင်းလင်းရှင်ပြူနာတာရက်ဆောင်မျိုးမှာမြို့ဦးရနေမြင့်ကအလူပွဲပါအလူပွဲပါကြက်ပြမကြစီကသာရတာအလူတကားကြီးဦးအောင်လိုက်ဝင်းပါအလူအမကတော့ဆွေသေးဦးပါသားလီမောင်ထိန်လင်းအောင်မောင်ညံ့အောင်မိသားစုအလူပွဲကခန္ဓာလာတာစီတန်လဲလူလားအမျိုးသားအမျိုးသမီးရှင်ကြီးသိမ်မွေးလာတဲ့ဒီအလူပွဲအတူပဲပြောကလူမဝိုင်းအိုးစီဝိုင်းနဲ့မြိုင်မြိုင်ဆိုင်ဆိုင်သူနိုင်ကိုနိုင်ယူလူပြောလို့ကားကြခုံကြရှင်လောင်းလက်လာအလူပွဲကြီးပြောတရားကောင်း